သက်30နောက်ပိုင်းကိုရောက်လာလို့ရှိရင်လေ့ကျင့်ခန်းတွေလုပ်ပြီးဂျင်းတွေဆော့ပြီးတော့မဆယ်တွေကိုတိဆောက်ထိန်းသိမ်းတာကကိုယ်ကျန်းမာရေးကိုအထောက်အကူပြုတဲ့ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဖြစ်ပါတယ်။ဘာလို့လဲဆိုရင်အသက်30ကျော်လာလို့ရှိရင်ကျွန်တော်တို့ရဲ့ကြွက်သားထုတွေကတစ်နှစ်မှာ300ခိုင်နှုန်းကနေ800ခိုင်နှုန်းလောက်ထိဆုံးရှုံးလာတတ်ကြပြီးအသက်50ကျော်လာလို့ရှိရင်ကြွက်သားပမာဏဆုံးရှုံးမှုကပိုပြီးတော့မြန်ဆန်လာတတ်ပါတယ်။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာကြွက်သားထုတွေက40ရာခိုင်နှုန်းထိရှိတာကြောင့်အဲ့ဒီ40ရာခိုင်နှုန်းကအင်ဆူလင်ဓာတ်ကိုကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိထိန်းထားပေးနိုင်ပါတယ်။ကြွက်သားထုတွေဆုံးရှုံးတာက800ရာခိုင်နှုန်းကျော်ဆုံးရှုံးလာလို့ရှိရင်ကျွန်တော်တို့စီးကျိုယောဂဖြစ်နိုင်ခြေက2.4ရာခိုင်နှုန်းအသက်သေဆုံးနိုင်ခြေက20-40ရာခိုင်နှုန်းလောက်ထိတိုးမြင့်လာပြီးတော့နှလုံးယောဂဖြစ်နိုင်ခြေက39ရာခိုင်နှုန်းထိကျော်တိုးမြင့်လာနိုင်ပါတယ်။စမ်းကြည့်မဲ့အနေနဲ့ကြွက်သား10ရာခိုင်နှုန်းတိုးလာတယ်ဆိုလို့ရှိရင်အင်ဆူလင်ခံနိုင်ရကိုလည်း10ရာခိုင်နှုန်းထိလျှော့ချပေးပါတယ်။နောက်10နှစ်နေလို့ရှိရင်ကြွက်သားဆုံးရှုံးတဲ့ယောဂတွေနဲ့စီးပွားကမဖြစ်စဉ်လျော်နေလာတဲ့ယောဂတွေကိုကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်အလေးဝင်သုံးလေ့ကျင့်ခန်းတွေနဲ့ protein intake ကိုများများစားပေးဖို့အကြံပြုလိုပါတယ်